အခုလာတဲ့မိုတွန်း upgrade မှာဒီလိုမျိုးအဝိုင်းခဏခဏလဲဗျာပြီးရင်ကျဲတက်တာလဲနောက်ကြရဗျာကျွန်တော်တို့က line ကောင်းရတာနဲ့ဒီကောင်က line မကောင်းဘူးဆိုပြီးတော့အဲ့လိုမျိုးပြန်စစ်ခိုင်းနေဗျာ brother တို့လည်းဖြစ်ကြတယ်မလားကျွန်တော်အခုဟတ်ထားတဲ့ user ချင်း skin လေးကိုလိုချင်လို့ရှိရင်ကျွန်တော်ရဲ့ TikTok account bio မှာကျွန်တော် channel link ပေးထားတယ်နော်အဲ့အနေ join ပြီးတော့ skin ဟတ်လို့ရတယ်ပွဲစားမှာတော့ jungle player တွေရဲ့ထုံးစံအတိုင်း blue bat မစားဘဲနဲ့ mini bat အရင်စားရတယ်ပေါ့နော်မီနီဘက်ဘာလို့စားရလဲဆိုတော့ဒီကောင်က level 2အရင်ထွက်တယ်ဗျာ blue bat လည်းထွက်တာချင်းတူကျွန်တော်တို့ဒီပြောတဲ့ကောင်အရင်ဆုံးစားမှာပါဗျာ level 2ထွက်ပြီဆိုတော့ screen နှစ်ကွက်3ကတော့ blue bat လည်းစားရပို့ပြီးတော့လည်းမြင်တယ်လေတာတရလည်းထွက်ဖို့ second သိမ့်မလို့တော့တဲ့အပြင်ကျွန်တော်လည်း level ထွက်နေတော့ကျွန်တော်ကတော့ EHB လဲဖို့ပဲကမ်းဖြစ်တယ် brother တို့ရောဘယ်လဲကိုကမ်းဖြစ်လဲကျွန်တော်ကတော့အများဆုံးကတော့ EHB ကမ်းဖြစ်တယ်ဗျာဒီဘက်ထဲမှာဆို brother တို့တစ်ချက်ကြည့်တယ်တာတဲ့ကေးနေဗျာအဲ့ဒီဘက် EHB ကမရှိဘူးဆိုလားဒါပေမဲ့လည်းကျွန်တော်ရဲ့ VT ကလွဲသွားတယ်ဗျာ VT လွဲတာပြန်စူးစမ်းလို့ရပြီမယ် brother နဲ့သူမနဲ့လွဲတာပြန်စူးစမ်းလို့မရတော့ဘူးဗျာယူဆန်းချင်းအဲ့ဒီဖွင့်တော့မကြောက်မလန့်နဲ့လမ်းဖြတ်လျှောက်တဲ့ကလင်လေးကိုတီးပေးလိုက်တယ်ဗျာသေခွေးသား EHB လိမ့်မှာပျော်နေတဲ့အိတ်ပေါက်လေးကိုလည်းတီးပေးလိုက်တယ်ဗျာဒီကောင်တက်နေတာဖက်လကားလေးပဲခုံတက်အောင်ယူဆန်းချင်းအဲ့ဒီဖွင့်လာတော့မကြောက်မျိုးလမ်းဖြတ်လျှောက်တာပါတဲ့ဘူအောင်တင်အဲ့နဲ့ကျွန်တော်လည်း easy တက်ပေးလိုက်တယ်ဗျာသေခွေးသားဒီစမ်းချင်း player တယောက်ဆိုရင်အဲ့လိုသွေးသက်လေးကိုစကိုင်းမြေသာထည့်ပြီးလိုက်ကောက်စားအကျင့်လိုဖြစ်နေတာဗျာဒီမှာဆိုလဲကလင်းကဘလို့တက်အမှတ်မရှိရကျွန်တော်မြင်လိုက်ပြနေအဲ့နဲ့ကျွန်တော်လည်းဒီကောင်အမောက်သိပ်ပေးရတာပေါ့ကျွန်တော်တို့ဘက်ကလည်းလောလာပြီဆိုတော့ကျွန်တော်တို့ကပွဲလေးကို easy လေးပဲအမ်းလိုက်ပြီဗျာကျွန်တော်ရဲ့ game play လေးသဘောကျလို့ရှိရင် like and follow နှိပ်ခဲ့ပေးပါအောင်ဗျာကျွန်တော်အားပေးတဲ့ညီကိုတယောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ